Sorry. Alo đi ra rồi đó. Udah đi ha. Udah. Cha udah. Cha kamu ya. Cha di mana? Mana cha? Cha. Yang itu apa itu? Saya juga orang tak. Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ဒီနေ့ကတော့ဘုံဘုံတကားလဲဆိုတော့ဒီတူတူတက်တက်ပေါ့နော်ဒီမှာလည်းဒီစီစီပေါ့နော်ဆိုတော့ဘုံကတော့ဘယ်လိုလဲဘုံကတော့ခလေးစားနေတဲ့ဘုံကြီးဆိုတော့တရားမဟုတ်စာတင်တာပဲဒီကချက်တယ်နော်အဲ့တော့7-15မိနစ်လောက်ပါအဲ့တော့ဘုံတို့ဒီဗီဒီယိုပါဠိတော်ပါလေအဲ့ဒီကလာတဲ့အကြောင်းလေးတစ်ခုပဲပြောပြအဲ့ဒါဘာလဲဆိုတော့သာသနာကိုဘယ်လိုစောင့်ရှောက်မလဲအဲ့ဒီအကြောင်းလေးပေါ့နော်ဆရာလည်းတဲ့ကသာသနာကိုဘယ်လိုစောင့်ရှောက်လဲဆိုတော့မြတ်စွာဘုရားမူချတာရှိတယ်နော်ပါဠိကြီးတော့မရွတ်တော့ပြန်ပြောနေရကြအဲ့တော့ရဟန်းနေတဲ့ဓမ္မတွေဟာတဲ့တင်ညာတော်တို့ရဲ့ကျေးဇူးရှင်တွေဖြစ်တယ်တဲ့နော်ရဟန်းတော်တွေမြတ်စွာဘုရားဘယ်လိုပြောလဲဓမ္မတွေဟာတဲ့တင်တို့ရဲ့ကျေးဇူးရှင်တွေဖြစ်တယ်ဓမ္မတွေကဘယ်လိုရဲ့ကျေးဇူးရှင်တွေဖြစ်တယ်ဆိုရင်ရဟန်းတော်တွေရဲ့ကျေးဇူးရှင်တွေဖြစ်တယ်ဟုတ်ဒါလည်းနော်ဓမ္မတွေကဘယ်လိုရဲ့ကျေးဇူးရှင်လဲဆိုရင်ရဟန်းတော်တွေရဲ့ကျေးဇူးရှင်တွေဖြစ်တယ်ဘာဖြစ်လို့ကျေးဇူးရှင်တွေဖြစ်တာလဲဆိုတော့တင်ယဟန်တို့ကိုတဲ့ဟောဒီကဓမ္မတွေကနေပြီးတော့စွမ်းတင်ကံကြောင်းစေပစ္စည်းလေးပါလူလို့တဲ့ဘာလို့လဲစွမ်းတင်ကံကြောင်းစေပစ္စည်းလေးပါလူလို့မလို့တင်ယဟန်တွေရဲ့ကျေးဇူးရှင်ဟာတဲ့ဟောဒီကဓမ္မတွေဖြစ်ပါတယ်တဲ့နားလည်ပြီနော်ဒါတစ်ပိုင်းနောက်တစ်ပိုင်းကယဟန်နေတဲ့တင်ယဟန်တို့ဟာလည်းပဲဓမ္မတွေရဲ့ကျေးဇူးရှင်ဖြစ်တယ်နော်ရဟန်းတွေကလည်းသူကျေးဇူးရှင်တယ်ဓမ္မတွေရဲ့ကျေးဇူးရှင်ဖြစ်တယ်ဘာဖြစ်လို့ဓမ္မတွေရဲ့ကျေးဇူးရှင်ဟာရဟန်းတွေပြရတယ်ဆိုတော့ရဟန်းတွေဟာတဲ့ဓမ္မတို့တရားတွေကောင်းမြတ်တဲ့တရားတွေဟောကြားတယ်တရားစာပေတွေပို့ချသင်ပေးတယ်တရားနည်းလမ်းတွေကိုဟောပြောပို့ချတယ်အဲကြောင့်မို့လို့ရဟန်းတော်တွေကလည်းပဲတဲ့ဓမ္မတွေရဲ့ကျေးဇူးရှင်တွေဖြစ်တယ်အပြန်လာနော်ဓမ္မတွေရဲ့ကျေးဇူးရှင်ဟာယဟန်တွေဖြစ်တယ်လို့ယဟန်တွေရဲ့ကျေးဇူးရှင်ရတယ်ပဲဓမ္မတွေပဲဘုဒ္ဓဘုရားမပို့နော်ဓမ္မတွေကဘုံတို့ရဲ့ကျေးဇူးရှင်တွေဘာဖြစ်လို့လဲစွာတင်ငန်းကြောက်ဆေးဆိုတဲ့ပစ္စည်းလေးပါထောက်ကလူတန်းလို့ဓမ္မတို့ကဘုံတို့ရဲ့ကျေးဇူးရှင်တွေဖြစ်တယ်ယဟန်တွေကလည်းဓမ္မတွေရဲ့ကျေးဇူးရှင်တွေဖြစ်တယ်ဘာဖြစ်လို့လဲကောင်းတဲ့တရားဓမ္မတွေဟောပြောပို့ချတယ်ဒေဒီကျင့်တွေဟောပြောပေးတယ်ကုသိုလ်အကုသိုလ်ရှောင်းရန်ဆောင်ရစသည်ပေါ်လေနောက်ဘုနေ့ပဲရောက်တဲ့ဒီဉာဏ်တန်တာတွေရတယ်ပြီးတော့ဓမ္မတွေကိုဟောပြောပေးတယ်သင်ကြားပို့ချပေးတယ်ကျင့်ကြံနည်းတွေကိုသင်ကြားပို့ချပေးအားကြောင့်မို့လို့ဉာဏ်တွေကလည်းဓမ္မတွေကျေးဇူးရှင်ဖြစ်တယ်အဲ့ဒါကိုနားလည်တာမြတ်စွာဘုရားတွားတဲ့လမ်းကပါလေနာဂရာခရီးလမ်းကနေပြီးတော့ထွတ်မြောက်အောင်ကြိုးစားအားထုတ်တဲ့အခါကျလို့ရှိရင်အတုပတူကတောင်းဖို့ကြည့်ကိုယ်လုပ်နော်ကိုယ်လုပ်ရန်တော်တွေပရိယပရိပတ်ဒီဟာသင်ကြားပို့ချကိုယ်တိုင်လေးလာသင်ကြားပြီးလို့ရှိရင်တိတဲ့အတိုင်းဓမ္မတွေကိုသင်ကြားပို့ချအဲ့ဒါလိုရန်တော်တွေပရိယပရိပတ်တာဝန်ဆောင်နိုင်အောင်စွမ်းသင်ကကြောင်းစီပစ္စည်းလေးပါနဲ့ဓမ္မတွေကထောက်တာအဲ့ဒါဆိုလို့ရှိရင်လွတ်လန်းကိုဓမ္မတွေလည်းလွတ်လန်းကိုရောက်မယ်ရဟန်းတော်တွေလည်းပါလေလွတ်လန်းကိုရောက်မယ်အတူတူရောက်မှာမဟုတ်လားဒီလမ်းကဒါပဲကျန်တာတွေမပါဘူးနော်ရဟန်းတွေဆောင်ရွက်ရမယ့်ဥစ္စာပါလေပရိယတိနဲ့ပါလေပရိပတ်နဲ့နော်သင်ကြားပို့ချခြင်းဆိုတဲ့ပရိယတိရဲ့ကြည်ကြံပွားများအားထုတ်ခြင်းဆိုတဲ့ပရိပတ်နဲ့ဒီတစ်ခုဓမ္မတွေလည်းဒါပဲသင်ကြားပို့ချတဲ့အတိုင်းပဲဓမ္မတွေလည်းလေ့လာဖို့ညွှန်ကြားတဲ့အတိုင်းကြည်ကြံဖို့အဲ့ဒါဆိုရဟိုးရင်တော့မာတိကမာတာတဲ့ဓမ္မကြီးတယောက်ရှိတာမကြုံလို့တတိယကျတော့ယဟန်ကြီးအများကြီးပဲဝါဆိုကန်ကြီးတဲ့ခါကျတော့ဝါဆိုမဲ့နေရရှာတာပေါ့အဲ့ဒါနဲ့တပည့်ကြီးပိုင်းပြီးတော့အစင်တိုင်းပေါ့လေကြွတဲ့ခါကျတော့ရွာတွေအောင်ရောက်တယ်ရွာတွေရောက်တော့ဆုံးခတ်တယ်အဲ့ဒီရွာမှာရှိတဲ့ခုခေတ်လိုပြောတာတကြီးပေါ့တကြီးနေရမာတိကာတဲ့မာတိကမာတာတဲ့ရဟန်းမြင်တော့သူကလည်းယရနာသုံးပါးကိုကိုယ်ကြည်ညိုတတ်တဲ့ဓမ္မကြီးဖြစ်တဲ့အခါကျတော့စိုးနေပါလေပြည့်တတ်တယ်အလားပါကြလားပါလျှောက်တယ်အရှင်များတို့ဘယ်ကိုကြွားဖို့စီစဉ်ရှိတယ်တော့ဘုန်းဘုန်းကတင့်တော်တဲ့နေရာရှာနေတာဒီဝါတွင်း3လပတ်လုံး
ဆွမ်းတင်ငန်းကြောင်းစေးပစ္စည်းလေးပါမျှတတဲ့နေရာကိုရှားနေတာအဲ့ဒီနေရာရောက်ရင်ဝါဆုပဲတော်ရလုံးတရားအထုတ်အဲ့ဒါဆိုလို့ရှိရဲ့တပည့်တော်တောင်းယူပါတယ်တပည့်တော်ရောင်းပါပဲဝါဆုပါဆိုပြီးတော့ရဟန်းတွေကိုပြတဲ့အခါကျရဟန်းတွေကလည်းအဲ့မှာလက်ခံတာပေါ့ဒီပြောမှာပဲဝါဆုပဲပေါ့ဝါဆုပဲဆိုတော့ဗာပြည့်လေထရွက်တဲလေးတွေပေါ့တိရွက်တဲလေးတွေပေါ့ရပါ30ဆို30ပေါ့60ဆို60ပေါ့လာဆုပေါင်းပြီးတော့ကျောင်းကျောင်းဆောက်တဲ့ရဟန်းတွေအဲ့မှာတင်းတုံးနေတယ်တင်းတုံးနေတဲ့အခါကျတော့ဒကမာကြီးကတနေ့ကျောင်းကိုသွားကျောင်းတဲ့အခါကျတော့ရဟန်းတွေအများကြီးကဘာတန်မှမကြောက်ဖြစ်အတန်မကြောက်ဟာဘုန်းကြီးရှိရောရှိသေးလားရဟန်းတော်ရှိရောရှိသေးလားအတန်လည်းမကြောက်ဘူးအားလည်းပဲတုံးမောင်းလေးတစ်ခုထုလိုက်တာပေါ့ထုလိုက်တဲ့အခါကျတော့ရဟန်းတွေကသူတို့ဂရိရှိတယ်ပေါ့တုံးမောင်းခေါက်လို့ရှိရင်ထွက်လာဆိုတော့အဲ့ဒါနားလေးတဲ့လူကပြောတော့တုံးမောင်းလေးခေါက်တော့ရဟန်းတွေကထွက်တော့ဒကမာကြီးကပြောတော့အရှင်ဘုရားတို့ကြောင်းမှာလာတာဘာမှလည်းမကြောက်အရှင်ဘုရားတို့တပါးနဲ့တပါးနဲ့စကားပြောတော့တူဘူးအရှင်ဘုရားတို့ရဖြစ်ထားကြသလားတပါးနဲ့တပါးမတည့်ဘူးလားလို့မဟုတ်ဘူးဒကမာကြီးငါတို့ဘာမဆိုခင်တည်းကမှဂတိကိုပြုထားတယ်တပါးနဲ့တပါးစကားမပြောရဘူးဆုံးကချိန်မှာညနေမှာမထီးရှိဩဝါဒခံတဲ့ချိန်မှာပဲငါတို့တရားရမရှိလို့ရှိရင်ပြောရမယ်ခက်ခဲရှိတင်ပြလိုက်မယ်ကျန်တဲ့စီကိုယ်နေရာကိုယ်ကိုယ့်တရားအထောက်ရတယ်ဒီလိုဂတိထားတာလို့တကယ်လို့ကိစ္စတစ်စုံတစ်ခုရှိရဲ့ဟိုကြောင်းထဲမှာတုံးမောင်းပေါ့ဗမာလိုပြောတုံးမောင်းခောက်လိုက်အဲ့ဆိုလို့ရှိရင်ကိစ္စရှိတယ်ဆိုရဟန်းတွေအကုန်လုံးစုဝေးလာအခုတော့ဓမ္မကြီးကအဲ့လိုပြောတော့တရားမှလည်းပြောတုံးမောင်းထုပဲကြွမှာဆိုတုံးမောင်းထုလာအဲ့ဒါလည်းစုဟာအဲ့ဒါဆိုလို့ရှိရင်ရှင်တော်ဘာတရားတွေကျင့်တယ်ဘာတရားတွေကျင့်နေလဲဘာတရားတွေကျင့်နေလဲပြီးတဲ့ခါကျတော့32ခုထားတယ်ကြားဘူးလေမလားကေတာလောဘာနာကာဒန္တာဒသောဟုတ်လားစပေမွေးရင်ခြေသေးလက်သေးပေါ့ပုခန္ဓာကို32ခုထားတာမတည့်တဲ့တာတွေပေါ့ရှုအဲ့တရားတွေရှိတယ်ဆိုအဲ့ဒါဆိုရဲ့ဓမ္မကြီးရဲ့ပြောတပည့်တော်မှာတော့ဓမ္မကြီးရောအဲ့ဒီတရားကျင့်လို့ရတယ်ကျင့်လို့ရပေါ့အဲ့ဆိုဘယ်လိုကျင့်ရလဲဗျာကျင့်သေးတယ်လေးပါဆိုတော့ဘုန်းကြီးတွေကသင်ပေးရတယ်ဓမ္မကြီးတင်ပြတော့ဒကမာကြီးကတရားကျင့်တာဗျာအဲ့ဒီဒကမာကြီးကအနာဂံရဖြစ်တယ်ဘုန်းကြီးတွေကဘာရိယာမှမဖြစ်သေးဘူးနော်ဒကမာကြီးကကျင့်တာပါလေအနာဂံဖြစ်နေပြီနော်ရဟန္တာဖြစ်ဖို့ကိစ္စမကြတော့ရဟန္တွေကတော့ရပါတော့မဖြစ်သေးဘူးဒကမာကြီးက30ပြီနေပြီနော်ရဟန္တွေကတစ်ဆင့်မှမရဘူးအဲ့ဒါဒကမာကြီးကအနာဂံကြည့်ရတဲ့ကသူ့ဘိညာဉ်နဲ့ကြည့်လိုက်တာငါပုဂ္ဂိုလ်ရဲ့ရဟန္တွေတရားအစစ်တမ်းနဲ့ဘယ်များရောက်ပြီးလဲကြည့်တော့ပုထုဇဉ်ပဲရှိတယ်အရိယာပဲဖြစ်တယ်ဟာဒီလိုမျိုးဖြစ်တာဘာဖြစ်လို့လဲဟဲ့ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲကြည့်တော့အာဟာရမမျှတအောင်ဖြစ်တယ်မမျှတဘူးလေအာဟာရဆွမ်းကိစ္စမမျှတအောင်ဖြစ်တယ်နော်ဆွမ်းကိစ္စမမျှတအာဟာရမလုံလောက်တဲ့ခါကျတော့ရဟန်းတွေကတရားအားထုတ်ရတာအဆင်မပြေဘူးအာဟာရမလုံလောက်တဲ့ခါဒီမိုက်တို့ထမင်းစားလို့ရှိရဲ့ဘယ်လိုနေမလဲထမင်းစားလည်းရှိတော့တော့စားကျင်တာမစားရလဲဘာဖြစ်လဲစိတ်ကမချမ်းသာအဓိကခန္ဓာကိုမြတ်တက်လောက်တဲ့အစားအစာမစားလို့မလို့တရားအထုတ်တဲ့ခါကျတော့အဆင်မပြေဘူးအဆင်မပြေတဲ့ခါလည်းဆိုတော့အရိယာမဖြစ်ဘူးတရားမရဘူးအဲ့လိုဖြစ်တယ်အဲ့လိုဖြစ်တဲ့ခါကျတော့အဲ့ဒါပဲရဟန်းတွေကဘာလို့လဲဆိုပြီးတော့ဓမ္မကြီးကကြည့်တဲ့ခါကျဟိုရဟန်းကထောပတ်လို့တယ်ဟိုရဟန်းကစီလို့တယ်ဗမာလိုပြောတော့ဟိုရဟန်းကဘာလို့လဲညာလို့လဲပေါ့တပါးချင်းအလိုကြည့်ပြီးတော့လိုတဲ့ဥစ္စာတွေဓမ္မကြီးအကုန်စီစဉ်ပြီးတော့ရဟန်းများကြီးကိုပို့ပေးတာဆွမ်းလောင်းတာပေါ့အဲ့ကြမှာကြည့်နော်အဲ့ကြမှာဘာဖြစ်လဲရဟန်းတွေကမျှတတဲ့အာဟာရကိုသုံးဆောင်ရတဲ့အခါကျတော့ဘာဖြစ်လဲအရိယာဖြစ်တယ်ဒါတူတူပြောတာကတောက်တဲ့ပြောစရာပြောရှိအဲ့တော့ဒီကပြောချင်တာပါလဲဆိုတော့ဆွမ်းတင်ငံကြောင်းစီဓမ္မကြီးတွေကမထောက်ပံ့လိုက်ဘူးလားအကျဉ်းတော်ကြီးတို့အဲ့ထောက်ပံ့လိုက်တဲ့အခါကျတော့လိုအပ်တဲ့ဆွမ်းတင်ငံကြောင်းစီဆိုထောက်ပံ့လိုက်တဲ့အခါကျတော့အဲ့ဒီရဟန်းတွေတရားချင်းများဘာဖြစ်လဲတရားထူရကုန်လားဟုတ်တယ်နော်အဲ့လိုများမထောက်ပံ့ဘူးဆိုရင်ဒီရဟန်းတွေကမရဘူးတရားထူမရဘူးနော်ဒီတရားထူတွေရကုန်တယ်ဆိုတာဘုလူကျေးဇူးကြောင့်လဲဆိုရင်ဟောဒီကဒကာဒကမတွေရဲ့ကျေးဇူးကြောင့်ရဟန်းတွေကဘာလဲတရားထူတရားမြတ်တွေရတာအဲ့ဒီဒကမကြီးတရားထူတရားမြတ်တာဘာလို့ရတာလဲမြေခုနဆရာတော်တွေကတင်ပေးလိုက်တာတရားဘယ်လိုထိုင်ရမလဲဆိုတော့တင်ပေးလိုက်လို့ဒကမကြီးကရဟန်းတွေတင်ပေးလိုက်တဲ့အတိုင်းကျင့်လို့ဘာဖြစ်သွားလဲတရားထူတရားမြတ်ရတာအပြန်လည်းမဟုတ်လားအပြည့်တော်ဘုရားသာသနာဒါပဲကျန်တာမပါဘူးဟုတ်လားကျန်တာတော့လှုပ်ရှင်လို့လှုပ်ရှင်တွေအပူလှုပ်တယ်နော်လှုပ်ရှင်လို့လှုပ်ရှင်တွေအပူလှုပ်တယ်ဘ
တော်ဘုရားခိုင်းတာဒါပဲစွာသင်္ကန်းကြောင်စေပစ္စည်းလေးပါးနဲ့တရားဓမ္မတို့ကထောက်ကမှာယဟန်တန်ဃာတော်တွေကနေဓမ္မတို့ကိုပရိယပရိကသင်ပေးပါသင်ပေးတဲ့ဓမ္မကြီးတို့ကကျင့်ပါဆိုရင်ခုနပြောလို့ပဲမာတိကမာတာဆိုတဲ့ဓမ္မကြီးတို့ပဲဓမ္မကြီးရဲ့အရိယာဖြစ်ယဟန်တွေလည်းပါဖြစ်တယ်အရိယာဖြစ်လမ်းကဒါပဲနော်အခြားဘာမှမရှိဘူးဒါကြောင့်မလို့ပရိယပရိကကအရေးကြီးတယ်အဲ့တော့ဘုံဘုံတို့ပြိပတ်မသွားခင်မှာလဲပရိယကကြီးကြီးအဲ့တော့ပရိယကဘာနဲ့တူလဲဆိုမြေပုံနဲ့တူတာဟောအားလုံးသိတယ်ပဲမြေပုံမပါခီးသွားပြီခုခင်ဗျားတို့ကားမောင်းလိုက်ဆိုပြုတ်လားဘာခေါ်လဲဟုတ်ကဲ့ဘယ်နဲ့သွားနေတာအမြေပုံနဲ့သွားပရိယကမြေပုံနဲ့တူတယ်သူကဘယ်လိုသွားပါဘယ်လိုကျင့်ပါဘယ်လိုပဲပါဘယ်အောင်ပြီးဝဲပါဘယ်အောင်ပဲပါဆိုပြောလိုက်တယ်လို့လူရဲ့ခီးရပါပေါ့ဟုတ်လားဒါပရိယရောက်လာတာပါလေပရိပတ်ကျင့်တဲ့အခါကျတော့ဟိုဘက်ကိုရောက်လာပါလေပရိဝေဒလို့ခေါ်တယ်နေပါရောက်လာဟောမျက်မှောက်ပြုတော့အရိယာဖြစ်တော့ဟောဟုတ်လားအဲ့တော့မြတ်စွာဘုရားသာသနာမှာပရိယသာသနာပฏิပတ်သာသနာပฏิဝေဒသာသနာသာသနာဘယ်ရရှိလဲဆိုရင်၃ရက်ပရိယဆိုတာသင်ကြားပို့ချခြင်းပฏิပတ်ဆိုတာကျင့်ကြံပွားများအားထုတ်ခြင်းပฏิဝေဒဆိုတာကျင့်ကြံပွားများအားထုတ်ခြင်းကြတော့အရိယာဖြစ်တော့တာနေပါမျက်မှောက်ပြုတော့တာပฏิဝေဒသာသနာလို့ခေါ်တယ်ဟုတ်လားနော်အဲ့တော့မြတ်စွာဘုရားဆရာတကားဒီနည်းနဲ့တွားရမယ်နော်မြတ်စွာဘုရားပြောအများကြီးပြောနော်တရားဓမ္မတွေကိုတရားဟောတရားဓမ္မတွေကဘာလဲသောတင်ကကြောင့်စိတ်ပစ္စည်းတွေပါထောက်တာအပြန်အလှန်လုပ်လို့ရှိရင်တရားဓမ္မတွေလည်းအရိယာဖြစ်တယ်ပုဂ္ဂိုလ်ခံတဲ့တန်ခါတွေလည်းဘာလဲအရိယာဖြစ်တယ်ဒါပဲလူရင်းကဒါပဲဒီတော့ကတော့ဟုတ်တယ်မလားပြောတာအများကြီးမပြောတော့လူရင်းကဒါပဲနမူနာလေးဒါမာတိကမာတာဟိုအကြောင်းကိုဓမ္မကြီးတို့သိအောင်ပြောတာဓမ္မကြီးကတိတ်ပြီးညံတော့တယ်နော်သူကယဟန်နေအရင်ပါပဲလေသုံးဖို့ရနေတာနာဂန်တိရောက်တယ်ယဟန်နေကဘာမှမဖြစ်သေးဘူးကျုပ်လည်းမပြီးလို့ဒီမှာဘာမှဖြစ်သေးဘူးဒီနေ့တော့ရောက်ပြီဆိုတော့ဒီနေ့ညတော့ကျိုးစားပြီးတော့မော်ရင်းကတည်းကပြီးရောက်လိုက်ဒီနေ့ကတော့ကြည့်ဘာဖြစ်လဲတော့မသိဘူးပေါ့အဲ့ဒါဓမ္မကြီးတို့လည်းမပြီးနဲ့မော်ရင်းကလည်းစားပြီးတော့ဒီနေ့ညဘုရားရှိခိုးကြည့်အောင်ဟုတ်လားအဲ့ဒါပြရလာတော့နော်ငပိရစားပြီးတော့တာဖြစ်တယ်ဆိုတော့လည်းနဲတာမဟုတ်မော်ဟင်းကစားပြီးတော့တာဖြစ်တယ်ဆိုတော့လည်းနဲတာမဟုတ်ဟုတ်လားနော်ကျင်းတဲ့လူကဒီစားတဲ့လူတွေတော်တော့မှလည်းကြည့်ရမယ်အဲ့ဒါမှဓမ္မကြီးတော်မြတ်ပါလားတော်မြတ်ပါလားနဲ့မိရဘောအကျိုးရှိတယ်နော်အဲ့တော့မြတ်စွာဘုရားသာသနာပါပဲလွယ်လွယ်လေးပဲရှင်းရှင်းလေးပဲနော်ဉာဏ်တန်ခါတွေပါလဲပရိယဝဆာပရိပတ်ဝဆာတရားဓမ္မတွေတင်ကြပို့ချတဲ့အကျင့်တွေပါမယ်အထုလို့ရှိရင်အာလုံးလွတ်လပ်ဒုက္ခအာလုံးလွတ်တဲ့လက်တော်မြတ်မောက်ပြီးတယ်လူရင်းကတာမယ်အရှိဟောအရှိတူတူဟောတာနော်အဲ့တော့အဲ့ဒါတခန်းရက်ပြီးတော့အခုဒီမှာတပည့်ကျော်လေးရှင်းမှာတန်းစီနေတွေ့တဲ့တော့ဟေးဒုက္ခကိုင်တာလေဆိုတော့ဒီကလေးတွေဟာသာသနာမှာအရာကြီးကြီးအခုတို့ဒကာတို့ဒကာမတို့ Facebook တွေကြည့်တာဥရောပမှာဘာတွေဖြစ်နေလဲအခြားဘာသာဝေရီယာဘာဖြစ်လဲရှာရီယာဥပဒေပြဋ္ဌာန်းမှုပြောတယ်နော်လန်ဒန်မှာဆိုတော့ဆိုအီတလီမှာဆိုတယ်ဒိန်းမတ်မှာလည်းဆိုတော်များများဆရာမတွေမှာအဲ့ဒါဖြစ်နော်အဝရဏီယာဘုံမှာအင်တာဗျူးတစ်ခုကြည့်တဲ့အခါကျတော့ဟိုသူတို့ကဲတာတော့မဟုတ်ဘူးသူတို့လမ်းစဉ်ပေါ့နံပါတ်1သုံးချက်ရှိနံပါတ်1ဓမ္မတွေရဲ့တားရင်နဲ့တာနာဖြစ်တားရင်ဆိုကလေးမွေးမယ်လို့ပြောတာနံပါတ်1အဲ့ဒီဥပမာဒီဗီကာဆိုဗီကာအင်္ဂလိပ်ဆိုရင်သူတို့နေရာကိုထုံးဖောက်ပြီးရအောင်ဝဲမယ်ဘယ်လိုနည်းနဲ့ပဲရအောင်ဝဲမယ်နံပါတ်2ဒီဥရောပနိုင်ငံတွေဒီအမေရိကန်နိုင်ငံတွေချမ်းသာတဲ့နိုင်ငံတွေဟုတ်လားလူကြီးရှိတယ်မဟုတ်လားအပြည့်စုံလို့ရှိရဖူးစတန်ပေးတယ်စားဖို့တောက်ဖို့ပေးတယ်ဒီမှာအလကားဝေးတာတွေတဘုံရှိရမလားသူတို့ရဲ့ကျင်နာမှုသူတို့ရဲ့ထောက်ပံ့မှုတွေငါတို့အဲ့နိုင်ငံကိုငါတို့နိုင်ငံဖြစ်အောင်လုပ်တယ်ကဲသူတို့ဘူဝါဒကောင်းတာဆိုးတာမပြောသူတို့ကရည်ရွယ်ချက်ရှိဟုတ်လားအခုဘုံဘုံတို့ဒီမှာအများကြီးပြောကိုဝေးကိုကြည့်လူကြီးရဲ့အဲ့လိုလူကြီးကများနေတယ်စီးပွားရေးကဘယ်လိုရှိကြလဲကြည့်လိုက်တဲ့ခါပဲကြည့်အဲ့တော့သူတို့မှာကနံပါတ်1သူတို့တုံးချက်ထဲမှာနံပါတ်1လူကြီးဆိုတာအ
သူကလူကြီးကအများဖြစ်လာတယ်အခုအင်္ဂလန်မှာကြည့်ဟိုကမြို့တော်ကမူစစ်ခိုးဝင်တွေအကြီးမရှိနောက်ထပ်9သိန်းတွေ့အောင်ပဲအဲ့ဒီဆက်ရနော်ဒါသူတို့လောက်ပဲကြတယ်ပေါ့သူတို့လူမျိုးလေးကြီးပဲကျွန်တော်အင်္ဂလန်မှာဘာဖြစ်လဲဆိုတော့ဘာဖြစ်လို့အစ္စလာမ်ဟိုကမူစလင်ကမြို့တော်ဖြစ်တယ်သူတို့လူကြီးကမဲပေးနိုင်တဲ့အရေးအတွက်များလာပြီဟုတ်လားနောက်တိကျများလာတယ်လေဝန်ကြီးချုပ်ကပြေဦးမှာနောက်နန်းသွင်းပါလို့ဆိုလို့ရှိရင်လည်းဘယ်ရည်အခုချားလို့ခေါ်တာအခုမနောက်ဆက်မိုဟာမက်ချားပြီးပြောနိုင်လို့အဲ့တော့ဘုံဘုံကတတိထားပါလေတပတ်တည်းသူကလူကြီးများတယ်ခင်ဗျားတို့ငွေတယောက်တော့မွေးမှာဘယ်လိုတော့ငွေ၄ယောက်ပေါ့ဟိုမှာဒီလိုတစ်ခေါက်ငွေတာတစ်နှစ်ကိုဘယ်လောက်ငွေတယ်နှစ်နှစ်ကိုဘယ်လောက်ငွေတယ်ကျုပ်တို့ကမငွေတော့ဘူးဟိုမှာတောက်လျှောက်လာတယ်လူကြီးကအများကြီးအရေးတော့ကလည်းအများကြီးငွေဆိုတပတ်တည်းမဲစနစ်နဲ့လို့လူနိုင်တယ်သူတို့နိုင်မှာပေါ့ဟုတ်တယ်မလားနောက်ပြီးတော့ကျုပ်တို့ရဲ့သားမျိုးတမီးမျိုးကလေးခလောက်မျိုးဒီကောင်တွေကမအုပ်စိုးနိုင်ဘူးလားဝေအားလူအားမှန်တယ်ဟုတ်ကဲ့လို့ဒီလိုတွေးပါဖြစ်နေရတာပဲပြဿနာဘာလဲဆိုတော့ဘုံဘုံတို့ဗမာလူမျိုးရဲ့တုံးတယ်ကိုမဖြစ်တည်ဘူးဆိုတော့ကိုနဲ့မဆိုင်လေးပါဘူးကွာအဝေးပါကွာကျော်တကယ်ဖြစ်လာပြီဆိုတဲ့အခါကျတော့လက်လုံးချလို့60ခွန်ဖြစ်သွားပြီလုံးလို့မနိုင်တော့သူများနှောင်းသွားပြီဟုတ်တယ်အဲ့ကြောင့်လို့ဘုံဘုံတို့ဘုရားဘာသာကိုကြည်ကြံပွားများအထုတ်တာတမျိုးကိုကြည်ကြံပွားများအထုတ်တဲ့ကိုကိုွက်တဲ့ဘာသာကြီးအထုံးရှိတည်ကြကြတည်ကြမှုရတယ်လိုအပ်တယ်အဲ့အတွက်လည်းကျူစာအထုတ်ရမှာပဲဘာလို့ဒီမှာတိုင်းနိုင်လောက်တယ်ဒါလိုအပ်ချက်အရာဘာသာရေးခန္ဓာတွေလောက်တယ်မှန်းတယ်ဒါပေမဲ့ပြီးရမှာပေါ့ဘုံဘုံတို့လိုအပ်တဲ့ဘုရားတွေတင်ရမယ်ကြောင်းနေဆောင်ရမယ်ဆောက်ရမယ်လိုအပ်လို့လောက်တာဘာပြောတယ်မရှိဘူးသို့တော်ဒီရာနဲ့ရက်နေရမှာမဟုတ်အဲ့ဒီကလေးတွေကိုပါလဲပရိယတိဆိုတဲ့ဘုရားစာတွေပြရမှာမျိုးဆက်တွေလုပ်ပြရမှာဓမ္မကြီးတို့ကတော့ထားပါတော့ဒကာကြီးတို့ထားတော့မပြောင်းတော့ဒီတက်တွေရဘုရားပါသူတို့ရဲ့အနာဂတ်မသေးချဘူးသူတို့ရဲ့ဆရာဆရာမတွေကပါလဲအခြားဘာသာဝင်တွေဖြစ်ပါလေဘုရားကျောင်းမှာလာတဲ့ကလေးတွေတော်တော်များများသူတို့မိပြောတယ်ကျောင်းမှာဆရာမတွေပြောထားပြီးတခုလေးလုပ်ပြလိုက်တာပဲသင်တာပဲနော်ဘာလို့ကျောင်းမှာပြတ်ချက်စာမဟုတ်ဘူးပဲသူတို့ဘုရားကကိုယ်လည်းတင်တာပဲသူတို့လည်းတင်တာပဲလေအဲ့တော့သူကလက်ဦးရသူရှိရမယ်ကိုကလက်ဦးရကိုရှိရမယ်ရှိရတာပဲဟုတ်လားအကြောင်းလို့ဘုံတတိလေးနေတာဒီကိစ္စကဘာမှလည်းလှုပ်ရှားရှားဖြစ်နေဆိုတော့ခင်ဗျားတို့တတိနေအကုန်ကြည့်သိတာပဲသူများဘာသာတွေဘယ်လိုတော့သူများကောင်းတယ်ဆိုတာမပြောသူတို့ရည်ရွယ်ချက်ကိုသူတို့မူချပြီးတော့လုပ်ဥပမာဘုံတို့ဒီမှာရှိတဲ့ hatch ဘုံတို့ဒီမှာဥပမာဝေယာရီဆိုလို့ရှိရင်ခရီးဘုန်းကြီးကျောင်းကခလေးတင်နဲ့90ပြလိုက်ဟိုဘုန်းကြီးကျောင်းကခလေး90ဟိုဘုန်းကြီးကျောင်းနဲ့ကျောင်းရှိတယ်တရားဘုံ90ခလေး90မွေးလိုက်မယ်ဆိုရင်အချိန်ကမွေးလိုက်မယ်ဆိုရင်ဟာ၄ကျောင်းဆိုလို့ရှိရင်200ဖြစ်တော့နောက်နေ့ဆိုရင်200ဖြစ်တော့နောက်နေ့ဆိုရင်တိုးလာဘုန်းတို့အဲ့လိုတင်နဲ့ပြတော့မရဘူးလားဒီလိုလောက်မှသူများတွေဟိုမှာစာတင်ကျောင်းတွေဆောက်ထားတယ်အများကြီးဟိုမှာပုံကြောင်သားမှာဒီမှာမိမဆိုပါအကယ်ဒမီပါဆူလာမသိပါဘူးထားပါတော့သူများလည်းစာတင်ရောက်နေဒီကြလောက်တာကျုပ်တို့ကဒီမှာရောက်လာတဲ့ဗမာတွေကအရင်ဆုံးရောက်တယ်လို့ပြောတယ်အဲ့လိုမျိုးလည်းလုပ်ရလို့မရှိဘူးဒီကိစ္စလည်းလုပ်ရမယ်ကျန်တဲ့ကိစ္စလည်းမလုပ်နဲ့လို့ပြောတာမဟုတ်ဘူးကျုပ်တို့ကတော့ဘုန်းကြီးဆိုတော့ဒီကိစ္စကိုအရေးထားလို့ပဲဟုတ်လားတရားဓမ္မတို့ကတော့လောကီကိုကြိုပြီးတော့ပို့ပြီးတော့လုပ်ရမှာပေါ့ဘုန်းတော်ကလည်းဘာသာရေးကိုပို့ပြီးတော့လုပ်မှာပေါ့ဟုတ်တယ်မလားဒီလိုလုံးဝဘုံဘုံတို့ကနောက်မကြမှာနော်အဲ့လေခေါင်းလောက်ရင်းတော့ဗာဖြစ်တယ်ရှင်လောက်ကျတဲ့ဆိုတာစလိုရှိတယ်သူများတွေကအရှိန်အဟုန်နဲ့နော်နေတိုင်းစာတင်တယ်တော့ကြည့်လိုက်လေးတာကြည့်လိုက်နေတိုင်းတင်တယ်ကျတို့ကနေတိုင်းမတင်နိုင်ဘူးခလေးကကျောင်းသားတွေနဲ့မိဘအလုပ်သွားတာနဲ့မအောင်စသည်ဖြင့်ကျတို့နေရာလေးမှာပဲဖြစ်နေပြီးတော့ကျတော့နေရာလေးဆိုဘုံဘုံတော့ဘယ်မှခီးပြီးတော့အလူကအဝေးပြန်လည်းမလိုက်ဘူးဘာဖြစ်လဲခလေးစာတင်ပြမှာကျတော့ဒီရာလေးပဲစူးစမ်းပြီးတော့ခလေးတွေကိုလုပ်ပြရတာမလို့ဘယ်မှမသွားဘူးလေနေရာဘုံဘုံတို့ဘက်ကဘုံဘုံတို့တက်နေတော့စူးစမ်းပါတရားတို့ဓမ္မတို့ဘက်ကလည်းတက်နေတယ်စူးစမ်းအဲ့ဒါသူများဘာသာတွေဘာလို့လဲဆိုတာကြည့်အဖြည်းဖြည်းနဲ့သူများကလူဦးရေအရာဟောစီးပွားရေးအရာဟောဘာသာရေးဟောအရှိန်အဟုန်နဲ့တွားနေတဲ့အချိန်မှာကျတို့ကခေါင်းကြီးချုပ်ပြီးတော့စားလိုက်အိတ်လိုက်ဘာညာလုပ်လိုက်လဲဆိုတော့ကျတို့ကတော့ခေါင်းကြီးချုပ်ပြီးဖြစ်မှာပဲနော်အောက်ဆုံးလေးဆောင်းလာလေးဖြစ်ကုန်မှာပဲမပြောနဲ့ခင်ဗျားတို့ကျုပ်
ဘုံပြောတဲ့ဥစ္စာကိုခင်ဗျားတို့ဖြစ်ချင်မှဖြစ်မယ်လို့မထင်နဲ့ဒီတိုင်းသွားရင်နောက်နှစ်ကြလာဖြစ်မှာအခုဖြစ်နေတဲ့နိုင်ငံတွေကြည့်လေဥရောပမှာခင်ဗျားတို့ Facebook မှာကြည့်လိုက်အောင်လူကြီးများတယ်သူများနိုင်ငံလာပြီးတော့မူစီအခုအမေရိကတော့မှနောက်တဲ့36ခုဆိုလို့ရှိရင်မူစလင်နိုင်ငံဖြစ်ရတယ်တေမောတာနော်36ရောက်လို့ရှိရင်ဗာလေမူစလင်နိုင်ငံဖြစ်ရတယ်အတူတူကကောင်းတယ်ဆိုတာဘုံပဲသူကမူနဲ့လုပ်နေတာကျတို့ကဘာမှရှိတယ်မရှိဘူးဆိုရင်ဘုံဘုံတို့ကအခုဒီလိုသူတော်ဘာတွေနဲ့စူးစမ်းအားထုတ်နေတယ်ကိုယ်လည်းပုဗ္ဗာရာတည်ကြအောင်စူးစမ်းအားထုတ်လိုတယ်ဘူပေါင်းနေချဖို့လိုတယ်နော်အဲဒါကြောင့်ဓမ္မတို့ကလေးတွေကိုဘယ်ကြောင့်မှပဲသင်စာတင်ဓမ္မကြီးတို့မအားဘူးဆိုတာကိုကြောက်လို့ကြားတယ်ဖြစ်နိုင်အောင်စူးစမ်းပြီးတော့ပို့အဲ့လိုမပို့ဘူးဆိုရင်တော့မရဒီရွယ်လေးတွေပဲကလေးတွေကိုရင်ထဲကိုဘုံဘုံတို့ထည့်ပေးလို့ရတယ်15နှစ်အထက်ဆိုရင်မရတော့ဘာဖြစ်လို့လဲနံပါတ်1သူကြောင်းစာဖြစ်သွားတယ်နံပါတ်2ကလေးကလည်းလူရောပူပါပြီးလဲစိတ်များပါပြီနောက်ပြီးတော့စိတ်ဝင်စားတော့ရတယ်15နှစ်အောက်မှာပဲဘုံဘုံတို့ကလုပ်ပေးလို့ရတယ်အဲ့တော့15နှစ်အောက်မှာဥပမာဒီကလေးတွေဆိုဘုံဘုံစီမှာနောက်တော့5နှစ်လာပြီးရတယ်ဘုံအများကြီးသူတို့တင်ပေးလို့ရတယ်တီးနေအောင်သူတို့ခေါင်းထဲမှာဘုရားဘာသာတီးအောင်လုပ်လို့ရဒီကလေးတွေဆိုအများကြီးဟိုနှစ်နှစ်တောင်ကလေးကဘုံဘုံလာအလေးကျင့်ရပြီးတော့သူ့ကိုယ်လေးမားတွေပါတယ်လေးဆိုနေခုနချမ်းချမ်းဆိုတဲ့ကလေးလေးဆိုနှစ်ပဲရှိပြောပါလေမသိဘူးနော်သူနေတာပဲသူ့ကိုယ်မှရှိတော့ဥပအဲ့ဒါဆိုဥတော့လုပ်တတ်တယ်မြင်တယ်ဘာတွေလုပ်လဲဆိုတာသိတယ်ဟဲ့နေလားနော်အဲ့ဒီလိုမျိုးအလေးကျင့်နေဘုံဘုံတော့လုပ်ပြီးဟာလားအားကြောင့်လို့ဘုံဘုံတို့ဒကာဓမ္မတို့တိုက်တွန်းတာဟိုဘုံဘုံတို့အခြားကိစ္စတွေလည်းမလုပ်နဲ့မို့လုပ်လို့ရတယ်ဒီဘာသာရေးကိစ္စနဲ့ဖို့ဘာသာပြောင်းမဲ့ကိစ္စလူမျိုးပြောင်းမဲ့ကိစ္စမျိုးအာရုံပြုဖို့ဘုံဘုံကအဲ့ဒါတတိပိရခလိုက်နော်ဒါလေးလည်းအရေးကြီးပါတယ်နော်အဲ့တော့လူရေးပြောရလို့ရှိရင်တော့ဘုံဘုံတို့ဆရာတွေကညီညီညွတ်ညွတ်နဲ့လုပ်မယ်ဆိုရင်အပြားရအောင်နေမှာပဲနော်ဟုတ်တယ်မလားအဲ့လိုညီညီလို့ဆိုတော့မရဘူးနော်ကလေးတွေကိုခွာရမှာဟိုဖျားတစ်စိတ်မခတ်နိုင်လို့ရှိရင်တော့ရတဲ့ခြေနဲ့လုံးနဲ့မရဘူးနော်အဲ့ကြောင့်မလို့ကလေးကငယ်ငယ်ကပဲတစ်စိတ်ခတ်မှကြီးလို့ရှိရင်အရာချင်းမှလည်းမပြောက်ပါဘူးဒါငယ်ငယ်ကမခောက်ကြီးမှဆိုလို့ရှိရင်မရဘူးအဲ့ဒါတတိပြနော်အဲ့တော့ဒီကမိဘတွေနော်ဒီမှာဒီဟာဒီဆိုလဲစာတင်တယ်အခုတော့ပြည့်လိုက်တာပြီးခဲ့တဲ့ဘက်ကတော့ပြည့်လိုက်တာပေါ့လေခလေးရတဲ့တဲ့ကိုအေးလဲအေးတာတော့ဒီ9ရောက်ပဲရှိတယ်ဟိုတကယ်တင်တဲ့ဥစ္စာစောင်းပိတ်တန်းတင်တာတော့2လကျော်တော့တင်တော့နော်ဒီနေ့ကတော့ခြားလိုက်တော့နောက်နေ့ဒီမှာလဲဓမ္မကြီးတို့ဒီမှာသာသမီမြေတွေပဲဆိုရင်ဘယ်နှစ်ပဲပြပြရတယ်တယောက်ဆက်ရှိတယ်ဘုံဘုံတင်ပြီးတယ်တကယ်တက်ရှိတယ်မြန်မာစာတင်တယ်ဘာသာရေးတင်တယ်တယောက်တည်းကိုလည်းတင်ပြီးတယ်သူတို့အားလည်းရှိတယ်ဆေပဲပြပြဘုံသူတို့တင်နေတယ်ဆိုလို့ရှိရင်ဘုံအားဒီပြီးဘုံနဲ့ဟိုအချင်းပြောင်းလို့ရတင်တဲ့ပုဂ္ဂိုလ်အစီအစဉ်ဘုံလုပ်ပြီးရနော်အားရမလို့ဘုံတို့ဒီကိုမျိုးကိုလူမျိုးလည်းမပြောက်အောင်ကိုဘာသာလည်းမပြောက်အောင်ဘုံတို့အာရုံပြုရမယ်နော်ဒါလေးစူးစမ်းအထောက်မယ်အဲ့လိုမလုပ်မနဲ့သူများတွေကရေလိုင်းကြီးအရှိန်ဟုန်နဲ့လာတွေကတောင်ပေါ်တွေဘလို့အရှိန်ဟုန်နဲ့လာတွေကကျုပ်တို့တိုက်စားပါမယ်ကားတွေပြိုးကုန်မယ်သူများအရှိန်ဟုန်နဲ့လာနေတာနော်အဲ့ဒါတတိထားသူများအရှိန်ဟုန်ကောင်းကောင်းနဲ့တွားနေတာစီမံကိန်းနဲ့တွားနေတာကျုပ်တို့ကဘာမှမလုပ်ဘာစီမံကိန်းမှမရှိဘူးအဲ့တောင်ပေါ်ကရေကြတယ်ဆိုတာဒီမှာဖြူဖြူကြတာပေါ့တော့နဲ့အရှိအကောင်းကောင်းနဲ့ကြာကျုပ်တို့အကုန်တိုက်စားကုန်မယ်တိုက်စားတော့နောက်ဆုံးပါဖြစ်မယ်လေဒီအမိချုပ်နေနဲ့ဘာလဲကွာဆောင်းတယ်ကျုပ်ကိုများတယ်အဲ့ဒါပေါ်တစ်ကိစ္စမဟုတ်ဘူးအခုကိုလက်ထက်မရောက်သေးလို့ခုမဖြစ်သေးလို့ဒီမှာတို့ဘုံပြောတာအလေးနဲ့မထားနိုင်လေရတနေ့ဖြစ်ကိုဖြစ်ဒီပုံစံတိုင်းကကျုပ်တို့ပြောက်ဖို့ပြောက်ဘောရဘာမျိုးဆက်မရှိဘောရဘာဘုံကြီးရှိအောင်လားရှိဆိုကိုယ်ပေါ်တဲ့လူလည်းမရှိပြောက်ပြီပေါ့ဓမ္မကြီးတို့ဘုံခဏရင်ပြောနေတယ်အင်ဒိုနီးရှားတို့အာဖဂန်နစ္စတန်တို့အချိန်တုန်းကဘာသာနာအိမ်မှာထုံးကားတဲ့နေရာတွေလေရှင်းဆန်တယ်လေကိုယ်လည်းတော့အချိန်ရောက်နေပါလားဒီနေ့ဘာရှိတယ်ဘောရဘာတရားမှမရှိဘူးစီဒီပထိုးပြက်တွေပဲရှိတယ်ဒီကြီးရဲ့ရောက်ဘာရောက်မှတာလီဘန်တော့ဘုံဖက်ရတယ်ဟုတ်လားဘာဖြစ်လဲကိုယ်ပဲလူမရှိတယ်ဟာတာမဲ့လူလည်းမရှိအောင်လေအကျိုးတို့အဲ့လိုအစီရောက်ရှိလို့ရှိရင်ကျိုးတို့လည်းပြလိုက်တယ်ရောက်မှာပဲဘုရားဘုရားဘယ်မှာရှိလဲပြလိုက်တယ်တွားကြည့်ပေါ့ဘယ်မှာရှိတယ်တွားတော့မြင်ကြည့်ပေါ့မပုံနေတာတွားကြည့်ပေါ့အဲ့ဒါစီဒီလို့ခေါ်တယ်ပြောရတာမှာဘောနာမှုလေး
Abi le double yago lo yama bo. Ano? Ara khalele yo pyusu pyuda mo a ibadama issue ba le. Daga kama lo le thori le ka me no. Aku alok le lok ya ma aau ni mai lo alok le lok da le lo anya ma lok le ya ko twai nya ba. Ma aau so bi yo le pha ma ma lok de me le. Aar le achain li ko sha bi lo ko lup myauk chaung le twat ko pyusa a thu no. Aiနှစ်ခုလုံးလုံးမှာအဆင်ပြေမှာနော်မအောင်ဆိုပြီးလုံးလည်းမရဘူးအားတဲ့အချိန်ပေါ်ကိုကြာပြီးတော့ကိုလွတ်မြပြောင်းလဲပေါ်ကိုရှာနော်အားကြောင့်မလို့ဒီနေ့စောတင်ကန်းကြောင်းစေပစ္စည်းတွေလူလန်းကြတဲ့တရားဓမ္မတွေကိုစိတ်နဲ့ကြာမှချမ်းသာပါစေတရားသူတရားမြတ်တွေရပါစေလို့ဘုရားကမေတ္တာကိုဆုတောင်းတရားတော်ဒီလုံးချက်ပါလေဟေးဟေးသာဓုသာလူကြီးကိုပြလိုက်ပါခလေးတွေပဲယူပြလူကြီးကပြည့်ပြည့်လာတယ်ကြီးရရမှာဒီမှာဆရာကြီးယူလိုက်တယ်အခုယူတယ်လေယူမှာပြည့်နေတာယူဦးလေးယူတယ်ကြီးဟုတ်မှာဖာလေးယူဦးလို့ဒီလိုတော့လည်းကိုမီးရလိုက်ကြည့်တယ်Bye.
Tiene bola. Okay, alo gì đây sang nhà đó, đi vào, đây, xin, đây gái của mày đi vào nhà nào sơn gì rồi này, thì là hãy đến đấy, thì đang nhỉ, đu lên này, đi, ta vừa đi xuống, sang đi nữa, mày đi nữa, cái đi mà. À, đi vào. Người ra đâu? Người lấy số. Xì ai? Xin bây giờ. Đi vào đâu đi? Đâu sao đó? Làm cho ra. Xin ye. Bao mà. Lúc nhau ya phía đó.
Kami ada jasa dia sini deh. Atu, Adi. Jalan bisa ada pitchen. Adi, dulu. Cuma biasa sudah, kami ada tadi corona biar. Jalan ada corona biar. Hai, Adi. Kami.
叫嘛 ANC 追路线。